မင်္ဂလာပါရှင် TV မြန်မာမှကြိုဆိုပါရစေဒီကနေ့2026ခုနှစ်မတ်လ25ရက်နေ့ဗုဒ္ဓဟူးနေ့ညနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ကျွန်မနဒီနှင်းပါအမေရိကန်ဒေါ်လာတန်း400ချင်းငွေနဲ့ဝယ်ယူထားတဲ့စု30 SME တိုက်လေယာဉ်6စီးကိုရုရှားကမြန်မာစစ်တပ်ထံသို့အပြီးအသက်လွှဲပြောင်းပေးအပ်လိုက်တယ်ဆိုတဲ့သတင်းစေယုံတက်ခွဲစိတ်မှုခံယူခဲ့သောအကြမ်းဖက်မင်းအောင်လှိုင်ကလူမြင်ကွင်းကိုပြန်ထွက်ပြခဲ့ပြီး73စီနဲ့ပတ်သက်၍ထုတ်ပြန်ချက်များမလိုက်နာလျင်အရေးယူမယ်လို့ပြည်သူများကိုစတင်ချိတ်ချောက်ပြောဆိုခဲ့တယ်ဆိုတဲ့သတင်းအပါအဝင်အခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားပါမယ်ရှင်ပထမအဆုံးသတင်းတစ်ပုဒ်အနေနဲ့အမေရိကန်ဒေါ်လာတန်း400ချင်းငွေဖြင့်ဝယ်ယူထားသည့်စု30 SME တိုက်လေယာဉ်6စီးကိုရုရှားကမြန်မာစစ်တပ်ထံသို့အပြီးအသက်လွှဲပြောင်းပေးလိုက်ပြီးဖြစ်ကြောင်းသတင်းရရှိပါရရှင်2026ခုနှစ်မတ်လ12ရက်နေ့တွင်မြန်မာစစ်တပ်ကလေယာဉ်အမှတ်1901နှင့်1902ပါရှိသောရုရှားလိုစု30 SME တိုက်လေယာဉ်2စီးကိုလေတပ်အတွင်းထည့်သွင်းတရားဝင်အခမ်းအနားတစ်ရပ်ကိုကျင်းပခဲ့ပြီးရင်းမှာစုစုပေါင်းတန်ဖိုးအမေရိကန်ဒေါ်လာတန်း400ရှိတဲ့ပေးပို့ရေးအတွက်ရုရှားနဲ့မြန်မာတို့အကြားချုပ်ဆိုထားတဲ့သဘောတူညီချက်ရဲ့နောက်ဆုံးအဆင့်လည်းဖြစ်တယ်လို့သိရှိရပါတယ်။အဆိုပါတိုက်လေယာဉ်6စင်းဝယ်ယူရေးစာချုပ်မှာရုရှားနိုင်ငံရဲ့ချင်းငွေဖြင့်ငွေကြေးစိုက်ထုတ်ဝယ်ယူခဲ့ခြင်းဖြစ်ပြီးအဆိုပါဝယ်ယူမှုစာချုပ်မှာယူကရိန်းကိုရုရှားကအလုံးအင်းနဲ့မကျူးကျော်မီကလေးကချုပ်ဆိုထားခဲ့တဲ့ရုရှားရဲ့အနောက်ဆုံးတရားဝင်တိုက်လေယာဉ်တင်ပို့မှုစာချုပ်လည်းဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်စု30 SME တိုက်လေယာဉ်6စီးမြသာရှိတဲ့ပေးပို့မှုအတွက်10နှစ်ပြည့်အချိန်ယူခဲ့ရပြီးအဆိုပါလေယာဉ်ဝယ်ယူရေးသဘောတူညီချက်ကို2018ခုနှစ်ဇန်နဝါရီလတွင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်တယ်လို့သိရှိရကအမေရိကန်ဒေါ်လာတန်း400တန်ဖိုးရှိတဲ့ရင်းစာချုပ်ထဲတွင်စု30 SME ရဲ့ဝေဟင်မှာဝေဟင်ပြစ်လက်နက်တပ်ဆင်မှုများပါဝင်ခြင်းမရှိဘူးလို့လည်းသိရှိရပါတယ်။စု30တိုက်လေယာဉ်များကိုရုရှားနိုင်ငံမှမြန်မာနိုင်ငံသို့တစ်ကြိမ်2စီးနှုန်းဖြင့်အတုပ်လိုက်ခွဲ၍ပေးပို့ခဲ့ပြီးပထမအတုပ်အဖြစ်လေယာဉ်အမှတ်1905နဲ့1904လေယာဉ်2စီးမှာ2019ခုနှစ်ဧပြီလတွင်အစဉ်အသစ်ဖြစ်နေတော့လဲမြန်မာနိုင်ငံသို့လက်တွေ့ပြောင်းလဲမှုကိုမူ2022ခုနှစ်မတ်လတွင်မှသာလှုပ်ဆောင်နိုင်ခဲ့တယ်လို့သိရှိရပါတယ်။အဆိုပါလေယာဉ်များကို2022ခုနှစ်ဇူလိုင်လတွင်စတင်ပြန်တန်းခဲ့ပြီးလေတပ်အတွင်းတရားဝင်ထည့်သွင်းတဲ့အခမ်းအနားကို2022ခုနှစ်ဒီဇင်ဘာလတွင်ကျင်းပခဲ့ကဒုတိယသုတ်ဖြစ်စု30 SME 2စီးကြားအချိန်ကာလမှာတိတိတသာပုံမတိုးတောင်းပြီး2020ခုနှစ်ဩဂုတ်လတွင်အမှတ်1906နဲ့1909လေယာဉ်များကိုစတင်ထုတ်လုပ်နေပြီဖြစ်က2023ခုနှစ်ဒီဇင်ဘာလတွင်လေတပ်အတွင်းထည့်သွင်းထားတဲ့တရားဝင်အခမ်းအနားကိုလည်းကျင်းပခဲ့တယ်လို့သတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စေယုံတက်ခွဲစိတ်မှုခံယူသောအကြမ်းဖက်မင်းအောင်လှိုင်ကလူမြင်ကွင်းကိုပြန်ထွက်ပြခဲ့ပြီး73စီနဲ့ပတ်သက်၍ထုတ်ပြန်ချက်များမလိုက်နာလျင်အရေးယူမယ်လို့ပြည်သူများကိုစတင်ချင်းချောက်ပြောဆိုခဲ့တယ်လို့လည်းသတင်းရရှိပါရရှင်အကြမ်းဖက်မင်းအောင်လှိုင်ကခါးရိုးစစ်ယောဂကြောင့်အာယုံကြောညက်မှုကိုစေယုံတက်ခွဲစိတ်ကူတာမှုခံယူပြီးနောက်ယမန်နေ့တွင်လူမြင်ကွင်းသို့ပြန်လည်ထွက်ပြလာတယ်လို့သိရှိရပါတယ်ယမန်နေ့ကနေပြည်တော်တွင်ပြုလုပ်တဲ့73စီများဖူလုံစွာရရှိရေးနဲ့သုံးစွဲမှုများစနစ်တကျဖြစ်စေရေးအစည်းအဝေးတွင်မင်းအောင်လှိုင်က73စီရောင်းဝယ်မှုများကိုထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်များအပေါ်လိုက်နာမှုမရှိဘဲရောင်းဝယ်နေမှုများအားအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းချင်းချောက်ပြောဆိုခဲ့ကြောင်းသိရှိရပါတယ်။ပြည်တွင်း73စီသုံးစွဲမှုလျှော့ချနိုင်ရန်အတွက်မကြာမီကာလကမော်တော်ယာဉ်များမော်တော်ဆိုင်ငယ်များသုံးစွဲမှုနဲ့စီဖြည့်သွင်းမှုကိုစုံမအလှည့်ကျစနစ်ဖြင့်ဆောင်ရွက်ခြင်းQR codeများအသုံးပြု၍စီဖြည့်ခြင်းစနစ်များကိုဆောင်ရွက်ခဲ့ကြောင်းအလားတူ73စီသုံးစွဲမှုကိုလျှော့ချနိုင်ရေးအတွက်အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းအစိုးရရုံးဌာနများရဲ့ရုံးလုပ်ငန်းများကိုနေအိမ်မှသာဆောင်ရွက်ကြရန်ထုတ်ပြန်ကြေညာထားပြီးဖြစ်ကြောင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကပြောဆိုခဲ့တယ်လို့သိရှိရပါတယ်။အရှေ့အလယ်ပိုင်းဒေသတွင်ဖြစ်ပွားနေတဲ့ပဋိပက္ခဟာအချိန်ကာလအားဖြင့်မြင့်မြတ်ကြမြင့်မှာကိုမိမိတို့အနေနဲ့မသိရှိနိုင်ကြောင်း73စီရှားပါမှုကြောင့်တွာလာမှုများခက်ခဲပြီးကုန်စည်နှုန်းများကြီးမြင့်လာနိုင်ကြောင်း
73စီရောင်းဝယ်မှုများကိုထုတ်ပြန်ထားတဲ့ထုတ်ပြန်ချက်များအပေါ်လိုက်နာမှုမရှိဘဲရောင်းဝယ်နေမှုများအားအရေးယူဆောင်ရွက်သွားရန်လိုအပ်မှုအခြေအနေများလိုင်စင်မဲ့မော်တော်ယာဉ်များအားဖော်ထုတ်အရေးယူဆောင်ရွက်သွားမယ်ဆိုပါကစီသုံးဆွဲမှုများကိုပုံမလျှော့ချသွားနိုင်ကြောင်း73စီများအားတရားမဝင်လုပ်ငန်းများဆောင်ရွက်လျက်ရှိတဲ့နေရာဒေသများသို့ရောက်ရှိမှုမရှိစေရေးစနစ်တကျဖြင့်ကြက်မှတ်ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၎င်းကပြောဆိုခဲ့တယ်လို့သိရှိရပါတယ်။ဒါ့အပြင်ပြည်တွင်း73စီသုံးစွဲမှုကိုအကောင်းဆုံးစီမံခန့်ခွဲနိုင်ရန်လိုပြီးအရန်73စီများတိုးလောင်ထားရှိနိုင်ရန်နှင့်ချွေတာသုံးစွဲနိုင်ရေးဆောင်ရွက်သွားကြရန်လိုအပ်ကြောင်း73စီများကိုအမှန်တကယ်အသုံးပြုတဲ့ပြည်သူများလက်ဝယ်သို့ရောက်ရှိစေရေးနှင့်ပေါင်ခိုရောင်းဝယ်မှုများမရှိစေရေးမတမာမှုပြုလုပ်ရောင်းဝယ်နေမှုများကိုထိထိရောက်ရောက်ဖော်ထုတ်အရေးယူဆောင်ရွက်သွားရန်လိုကြောင်းမိဖက်နိုင်ငံများထံမှ73စီများဝယ်ယူရရှိနိုင်ရေးချိတ်ဆက်ကြိုးပမ်းဆောင်ရွက်သွားရန်လိုကြောင်းစစ်ကောင်ဆောင်မင်းအောင်လှိုင်ကထုတ်ဖော်ပြောဆိုသွားကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့တနင်္သာရီတိုင်းတရက်ချောင်းမြို့နယ်တွင်ပိတ်မိနေတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းနှင့်တော်လှန်ရေးတပ်များတိုက်ပွဲဆက်လက်ပြင်းထန်နေပြီးစစ်တပ်ကလေရင်ဖြင့်နေ့စဉ်ဘုံကျဲတိုက်ခိုက်ကတဝယ်ဘက်မှလည်းစစ်ကူစစ်ကြောင်းအများပြားပို့ဆောင်နေကြောင်းဒေသရင်းစစ်ရေးသတင်းမြစ်များထံမှသတင်းရရှိပါရရှင်။မတ်လ24ရက်နေ့နံနက်ပိုင်းမှစတင်၍ညနေပိုင်းအထိတရက်ချောင်းမြို့နယ်ဂုံညင်းစိတ်ကျေးရွာနီးတစ်ဝိုက်တွင်ပိတ်မိနေတဲ့အကြမ်းဖက်စစ်တပ်နှင့်တော်လှန်ရေးတပ်ဖွဲ့များတိုက်ပွဲဆက်လက်ပြင်းထန်နေကြောင်းထိုထိတွေ့တိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်တပ်က Jet Fighter များဖြင့်10ကြိမ်နှင့် Y12 ထောက်ပို့လေယာဉ်2စီးဖြင့်လည်းအကြိမ်ရေများစွာဘုံကျဲတိုက်ခိုက်သွားကြောင်းသိရှိရပါတယ်။မြေပြင်တိုက်ပွဲဟာမတ်လ15ရက်နေ့မှစတင်ပြီးလက်ရှိချိန်ထိဂုံညင်းစိတ်ကျေးရွာအနီးတစ်ဝိုက်တွင်ဖြစ်ပွားနေခြင်းဖြစ်ပြီးအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာလည်းဆက်လက်ပိတ်မိနေစေဖြစ်ကာတော်လှန်ရေးတပ်ဖွဲ့များကလည်းပိတ်ဆို့တိုက်ခိုက်ထားနိုင်စေဖြစ်ကြောင်းစစ်တပ်ကလေကြောင်းအပြင်စစ်သေးဘောများပေါ်ကလည်းလက်နက်ကြီးများဖြင့်ပစ်ကူပေးတိုက်ခိုက်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ထို့သို့တိုက်ပွဲပြင်းထန်နေတဲ့တရက်ချောင်းမြို့နယ်အတွင်းကိုတဝဲမြို့ဘက်မှအင်အား200ကျော်ပါဝင်သောစစ်ကူစစ်ကြောင်းများလည်းတရက်ချောင်းမြို့ပေါ်သို့ရောက်ရှိလာပြီးတိုက်ပွဲဖြစ်ပွားရာနေရာကိုစစ်ကြောင်းထိုးလာနိုင်ကြောင်းစစ်ရေးသတင်းမြစ်များထံမှသိရှိရပါတယ်။လက်ရှိအချိန်တွင်ကျန်းဖတ်စစ်တပ်ကနေ့စဉ်လေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းနှင့်မြေပြင်တိုက်ပွဲများကြောင့်တရက်ချောင်းမြို့နယ်အတွင်းရှိဂုံညင်းစိန်ပြင်းဖြူသားတဲချောင်းသာစုံစင်ဖျားစုံစင်နှင့်မင်းတပ်အပါဝင်အနီးနားရှိရွာပေါင်း15ခုမှပြည်သူ9000ခန့်ဟာကျေးရွာများအတွင်းပြန်လည်ဝင်ရောက်နိုင်ခြင်းမရှိသေးဘဲလောင်စာစီဆေးဝါးနှင့်စားနပ်ရိက္ခာပြတ်လတ်နေ၍အရေးပေါ်အကူအညီများလိုအပ်လျက်ရှိကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ရှမ်းပြည်တောင်ပိုင်းနောက်တရားမြို့မှာဓာတ်ဆီတိုးလောင်ထားတဲ့ဂိုဒေါင်အပူရှိန်များကပေါက်ကွဲပြီးမီးလောင်မှုဖြစ်ခဲ့တယ်လို့ဒေတာရင်းသတင်းရင်းမြစ်များထံမှသတင်းရရှိပါရရှင်။မတ်လ23ရက်နေ့ကနောက်တရားမြို့နောင်ပြီးသွားလမ်းပေါ်ကအောင်ဆန်ဖြိုးကုံစုံဆိုင်အနီးကဂိုဒေါင်အတွင်းတိုးလောင်ထားတဲ့ဓာတ်ဆီပေပါတွေကတဆင့်အပူလွန်ငဲကမီးလောင်ခဲ့တာလို့သိရပါတယ်။အပူရှိန်များပြီးမီးလောင်တာလို့ပြောတယ်။သူများတွေကတော့မီးကစီပေပါကိုလောင်တယ်လို့ပြောပါတယ်။ဘယ်ဟာကအတိအကျလဲတော့မသိဘူး။မီးကိုတော့အတော်လေးညှိခဲ့ရတယ်လို့ဒေသခံတဦးကပြောပါတယ်။မီးလောင်ရမှာစီတိုလောင်ထားတဲ့ပေပါတွေလောင်ကျွမ်းခဲ့တာကြောင့်ဒေသခံတွေအနာကပ်မရအောင်ထိဖြစ်ခဲ့ပြီးမီးလောင်ကျွမ်းမှုနှဲပါချိန်မှာအနာကပ်ကဝိုင်းငိမ့်တက်ခဲ့ရတယ်လို့သိရှိရပါတယ်။ဒါအပြင်မတ်လ24ရက်နေ့မနက်တနာရီခန့်ကမြစ်ကြီးနားမြို့အေးတာယာအမှတ်9ရပ်ကွက်ကတန်နဲ့ဘူးကွန်အဟောင်းအယောင်းဝယ်ဆိုင်မှာဝါယာလျှော့အကြောင်းမီးလောင်ကျွမ်းမှုဖြစ်ခဲ့တယ်လို့သိရှိရပါတယ်။အလုတ်သမားတွေပဲဆိုင်မှာရှိတာဝါယာလျှော့လို့ပြောတယ်အဲ့ဆိုင်တစ်ဆိုင်ပဲမီးလောင်သွားတာလူထိကြိုက်တာဆိုလို့မီးလာငိမ့်ပေးတဲ့အထက်ကတယောက်တော့မျက်ခွန်ထိကြိုက်တာရှိတယ်လို့ဒေသခံတအူးကပြောပါတယ်မီးလောင်ကျွမ်းမှုကိုဒေတာရင်းမီးတပ်ဖွဲ့တွေနဲ့ပရိုက်တာအဖွဲ့တွေကဝိုင်းဝန်းငိမ့်သက်ခဲ့ရပြီးမြစ်ကြီးနားမှာပြီးခဲ့တဲ့မတ်လပထမပတ်လောက်ကလည်းခေမာသီရိရက်ကွက်နဲ့မန်ခိန်ရက်ကွက်ကစားကြက်ဝိုင်းနဲ့စားတောက်ဆိုင်တွေမီးလောင်မှု2ကြိမ်ဖြစ်ပွားခဲ့သေးတယ်လို့သတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့
မကွေးတိုင်းကံကောနဲ့ထီလင်းမြို့နယ်အဆက်ကိုအကြမ်းဖက်စစ်တပ်က Jet Fighter 6 စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ရောကာကွယ်ရေးတပ် YDF စကန်တွေမီးလောင်ပျက်စီးပြီးလူထိခိုက်မှုတွေရှိခဲ့တယ်လို့သတင်းရင်းမြစ်တွေနဲ့ YDF သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူထံမှသတင်းရရှိပါရရှင်။မတ်လ24ရက်နေ့နေ့လယ်ပိုင်းကစလို့ညနေပိုင်းအထိအကြမ်းဖက်စစ်တပ်ရဲ့မကွေးလေတပ်နဲ့မိထီလာရှမ်းတဲလေတပ်တို့ကတက်လာတဲ့ Jet Fighter လေယာဉ်တွေဟာကံကောနဲ့ထီလင်းအဆက်ကနေရာတွေကို၃ချိန်ထက်မနည်းဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ပြီးလူ9ဦးလည်းထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရှိရပါတယ်။ဒါအပြင်ရောဂါဝယ်ရေးတပ် YDF တပ်ရဲ့စခန်းတွေလည်းအဲ့ဒီဘုံကျဲတိုက်ခိုက်မှုအတွင်းမီးလောင်ပျက်စီးခဲ့တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အကြမ်းဖက်စစ်တပ်ဘက်က YDF စခန်းတွေရှိရာနေရာတွေကို Jet Fighter 6 စီးနဲ့ပေါင်250ဘုံသီး6လုံးပေါင်900ဘုံသီး2လုံးအသုံးပြုပြီးဘုံကျဲခဲ့တယ်လို့ rocket တွေ.5 လက်နက်တွေနဲ့ပါပစ်ခတ်ခဲ့တယ်လို့ရောကာကွယ်ရေးတပ် YDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူထံမှသိရှိရပါတယ်။လက်ရှိကတော့အချက်လက်အကုန်မသိရသေးပါဘူး။သူတို့ပထမအကြိမ်စတိုက်ကလေးကပေါင်ဘုံတွေကကလပ်စတာစင်ကဲပေါက်တဲ့ဘုံတွေရောပါသုံးပါတယ်။အဲ့ဒါအပြင်ရှင်းလင်းရေးဝင်လောက်ပြီးဆိုပြီးတော့လဲနောက်ထပ်နိုင်ပိုင်းလောက်မှထပ်ကျဲပါတယ်လို့ရောကာကွယ်ရေးတပ် YDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူတို့ကပြောပါတယ်။လေကြောင်းတိုက်ခိုက်မှုနဲ့ပတ်သက်လို့သတင်းအစီရင်ခံစာတွေမရသေးတာကြောင့်လူထိခိုက်မှုနဲ့ထိခိုက်ပျက်စီးသွားတဲ့စခန်းအခြေအနေတွေအပေါ်အသေးစိတ်အတည်ပြုနိုင်တာမရှိသေးဘူးလို့သိရှိရပါတယ်။အခုလို YDF စကန်တွေတိုက်ခိုက်ခံရတဲ့ဖြစ်စဉ်ဟာ2026ခုနှစ်အတွင်းမှာ3ကြိမ်အထိရှိခဲ့ပြီးဖြစ်ပြီးအကြမ်းဖက်စစ်တပ်ရဲ့ဦးတည်တိုက်ခိုက်မှုတွေကြောင့်ပျက်စီးဆုံးရှုံးမှုတွေဖြစ်နေတယ်လို့လည်းသိရှိရပါတယ်။ဒီတစ်နှစ်ထဲမှာကိုကျွန်တော်တို့စခန်းတွေ3ခါလောက်လေကြောင်းတိုက်ခိုက်ခံရတယ်။ Jet Fighter 3 စီးထက်မနည်းဘူး။နောက်ပြီးနေရာကတိုက်ပွဲစုံနဲ့မရှိသလိုအရက်သားကြေးရွာတွေထဲမှာလည်းစခန်းချထားတာမဟုတ်ပါဘူး။အဲ့ဒီတော့ပြောချင်တာကသတင်းပေါက်တယ်ဆိုတာထက်မယိုးသားတာတွေရှိတာပေါ့လို့ရောကာဝယ်ရေးတပ် YDF သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။ရောဂါဝေးတဲ့ YDF ကတော့အခုလိုအကြမ်းဖက်စစ်တပ်ရဲ့ပြစ်မှတ်ထားတိုက်ခိုက်ခံနေမှုကြောင့်ပျက်စီးဆုံးရှုံးမှုတွေရှိနေပေမဲ့တော်လှန်ရေးအောင်နိုင်ရေးအတွက်ရှေ့ဆက်ပြီးစနစ်တကျစစ်ရေးပြင်ဆင်မှုတွေကိုပြုလုပ်သွားမယ်လို့အတည်ပြုထားကြောင်းသတင်းရရှိပါရရှင်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လေရင်စီအခက်အခဲကြောင့်ခိတ္တရန်နာထားတဲ့ MAI နဲ့မြန်မာ National Airlines MNA တို့ရဲ့ပြည်တွင်းလေကြောင်းခရီးစဉ်များပြန်လည်ပြေးဆွဲမှာဖြစ်ကြောင်းသတင်းရရှိပါရရှင်။ MAI လေကြောင်းလိုင်းဟာမတ်လ25ရက်နေ့မှစတင်ကရန်ကုန်တာချီလိတ်မန္တလေးတာချီလိတ်ရန်ကုန်ခရီးစဉ်အပါအဝင်ဟဲဟိုကျိုင်းတုံကလေးမိတ်စစ်တွေခရီးစဉ်များပါဝင်တယ်လို့သိရှိရပါတယ်။လာမယ့်မတ်လ26ရက်နေ့တွင်ရန်ကုန်ကလေးမန္တလေးဟုံးမလင်းရန်ကုန်တဝဲကော့တောင်ကြောက်ဖြူခရီးစဉ်များပြေးဆွဲမှာဖြစ်ကြောင်း MAI ထံမှသိရှိရပါတယ်။လက်ရှိဖြစ်ပေါ်နေသောလေရင်စီအခက်အခဲများကြောင့် MNA လေကြောင်းလိုင်းဟာလည်းပြည်တွင်းခရီးစဉ်အချို့ဖျက်သိမ်းမှုများရှိနေတော့လေကြံခရီးစဉ်များကိုပုံမှန်အတိုင်းဆက်လက်ပြန်တမ်းပြေးဆွဲသွားမှာဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်။ဒါအပြင် MAI လေကြောင်းလိုင်းရဲ့ခရီးဆောင်အိတ်အလေးချိန်သတ်မှတ်ချက်တွင် Business လက်မှတ်အတွက် 30kg တအိတ် Economy လက်မှတ်အတွက် 20kg တအိတ်hand carry 9kg နဲ့အပိုခရီးဆောင်အိတ် 5kg သာသတ်မှတ်ထားပြီးအပိုခရီးဆောင်အိတ်ကလက်ခံမှုဟာလေဆိပ်တာဝန်ကျဝန်ထမ်းများရဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း MAI ထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်။ယင်းပြင် MAI လေယာဉ်ပြန်တမ်းမှုလိုအပ်ချက်အရခရီးဆောင်အိတ်များကိုလေဆိပ်တွင်ပယ်ချခြင်းမတင်ဆောင်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးလေယာဉ်ပေါ်မတင်ဆောင်တဲ့အိတ်များကို82နာရီအတွင်းပိုင်ရှင်ခရီးသည်များထံပို့ဆောင်ပေးမှာဖြစ်ပြီးအပိုခရီးဆောင်အိတ်တန်မိုးပြန်ပေးမှာဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်။ယခုရက်ပိုင်းအတွင်း MAI လေကြောင်းလိုင်းဖြင့်ဘန်ကောက်မှမြန်မာပြည်သို့ပြန်လာသူအများစုရဲ့ခရီးဆောင်အိတ်များကိုဘန်ကောက်တွင်ပစ်ထားခဲ့ပြီးခရီးသည်များကိုတာဝန်ခံယူ၍တောင်းပန်စကားပြောကြားခြင်းမရှိကြောင်းခရီးသွားများထံမှသိရှိရပါတယ်။ MNA လေကြောင်းလိုင်းရဲ့ခရီးဆောင်အိတ်တည်ယူခွင့်သတ်မှတ်ချက်မှာပြည်တွင်းခရီးစဉ် Business လက်မှတ်အတွက် 30kg 2အိတ်hand carry အတွက် 14kg 2အိတ် economy လက်မှတ်အတွက် 20kg 2အိတ် hand carry အတွက် 9kg တအိတ်အသုံးပြုခွင့်ကို AP လ1ရက်နေ့မှာစတင်မှာဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သိရှိရပါတယ်
ဒါအပြင်ပြည်ပခရီးစဉ် business လက်မှတ်အတွက်40 kg နှစ်အိတ် hand carry အတွက်14 kg နှစ်အိတ် economy လက်မှတ်အတွက်30 kg နှစ်အိတ်တည်ယူခွင့်ရှိပြီး hand carry အတွက်9 kg တအိတ်သာတည်ယူခွင့်ရမှာဖြစ်ကြောင်းထုတ်ပြန်ထားတယ်လို့သတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စစ်မှုထမ်းကင်းလို့ရန်လို့ဆိုကရှမ်းပြည်တောင်ပိုင်းအေးသာယာမြို့အမှတ်9ရပ်ကွက်အုပ်ချုပ်ရေးမှူးဖြစ်သူဦးခင်မောင်ကြီးကဒေသခံများထံမှလက်ငွေတောင်းခံမှုများပြုလုပ်နေကြောင်းရပ်ကွက်နေပြည်သူများထံမှသတင်းရရှိပါရရှင်ဒေသခံများရဲ့ပြောကြားချက်အရစစ်မှုထမ်းအကျုံးဝင်တဲ့လူငယ်များကိုစင်ကော်ကမလိုက်နိုင်ပါကကျပ်85သိန်းခန့်ပေးဆောင်ရန်လက်ငွေတောင်းကြောင်းသိရှိရပါတယ်ထို့ကဲ့သို့ငွေကြေးပေးဆောင်နိုင်တဲ့မိသားစုများမှပေးဝင်များကိုအုပ်ချုပ်ရေးမှူးနှင့်ယာယီမှူးဖြစ်သူဦးထေးလွင်တို့မှခွဲဝေယူကြောင်းလဲဒေသခံများထံမှသိရှိရပါတယ်စစ်မှုထမ်းမလိုက်နိုင်ရင်85သိန်းပေးရမယ်လို့တိုက်ရိုက်ပြောပါတယ်သူအဲ့လိုတွေလုပ်နေတာကြပြီအခုကကျမတို့ဘေးအိမ်ကကလေးကရှေးတစ်ပတ်လောက်ကမှအဲ့လိုကြုံလို့ပိုတိသွားတာပါလို့ရက်ွက်နေပြည်သူတဦးကပြောပါတယ်ဒါအပြင်ငွေကြေးမတတ်နိုင်သောမိသားစုများရဲ့လူငယ်များကိုစစ်မှုထမ်းရန်ဖိအားပေးကအစားတို့အဖြစ်စရင်သွင်းခိုင်းခြင်းများရှိနေကြောင်းဒေသခံများထံမှသိရှိရပါတယ်ပတ်စံပေးနိုင်သူတွေကလွတ်နေပြီးမတက်နိုင်တဲ့သူတွေကိုဖိအားပေးပြီးစစ်မှုထမ်းခိုင်းတာကမတရားဘူးလို့ကျွန်မထင်ပါတယ်အခြားပတ်စံမတက်နိုင်သောကလေးတွေကိုချိန်ချောက်ပြီးတောင်စစ်မှုထမ်းလိုက်ရန်ဖောင်ဖြစ်ခိုင်းပါတယ်လို့ဒေသခံအမျိုးသမီးတို့ကဆိုပါတယ်ဒါအပြင်ဒေသခံများကဦးခင်မောင်ကြီးအားအုပ်ချုပ်ရေးမှူးအဖြစ်ဆက်လက်မရှိစေလိုကြောင်းပြောဆိုကြပြီးအထက်အာဏာပိုင်များအနေနဲ့ရင်းကဲ့သို့မတရားပြုလုပ်နေမှုများအားစုံစမ်းစစ်ဆေး၍အရေးယူဆောင်ရွက်ပေးရန်လိုလားကြောင်းတောင်းဆိုထားကြတယ်လို့လည်းသတင်းရရှိပါရရှင်နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ချင်းပြည်နယ်ဖလန်းမြို့တိုက်ပွဲစစ်ကူလာတဲ့စစ်တပ်စစ်ကြောင်းကိုချင်းဒေသကာကွယ်ရေးတပ် CDF CDM စီးရင်တပ်ဖွဲ့ကမိုင်းဆွဲတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါရရှင်တောင်ကျင်းနီအိမ်တအိမ်စီချင်းကပ်လာတဲ့စစ်ကောင်စီတပ်သား6ဦးထပ်မင်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တဲ့မြင်ကွင်းပါဝင်တဲ့တပ်စိတ်တစ်စိတ်လုံးငရဲပြည်သို့ပို့ခံလိုက်ရသောအခါလို့ရေးသားထားတဲ့ရုပ်သံမှတ်တမ်းကိုချင်းဒေသကာကွယ်ရေးတပ် CDF CDM စီးရင်တပ်ဖွဲ့ကထုတ်ပြန်ခဲ့တယ်လို့လည်းသိရှိရပါတယ်အဆိုပါရုပ်သံတွင်တိုက်ခိုက်မှုအပြီးစစ်ကောင်စီတပ်သားတွေလဲကျနေတာကိုလည်းမြင်ရပြီး CDM စီးရင်ရဲ့ထုတ်ပြန်ချက်မှာတော့တိုက်ခိုက်မှုနဲ့ပတ်သက်တဲ့အချက်လက်အသေးစိတ်တော့ဖော်ပြထားခြင်းမရှိဘူးလို့လည်းသိရှိရပါတယ်အဆိုပါတိုက်ခိုက်မှုဟာပြီးခဲ့တဲ့ရက်ပိုင်းတွင်ကဆောင်ရွက်ခဲ့တာဖြစ်ပြီးတီးတိမ်မြို့နယ်တိုင်းငန်းနဲ့ဖလန်းကြားမှာဖြစ်ခဲ့တာလို့ချင်းတော်လိုင်းတပ်ဖွဲ့တစ်ခုဖြစ်တဲ့ချင်းညီနောင်အဖွဲ့ဝင် PDF ဇိုးလန်းစစ်ဦးစီးချုပ်ကိုဂီဒရွန်ထံမှသိရှိရပါတယ်စစ်ကောင်စီတပ်ဟာဖလန်းမြို့အပါအဝင်ချင်းပြည်မြောက်ပိုင်းနယ်မြေဒေသတွေပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ဖို့စစ်အင်အားအလုံးရင်းနဲ့ထိုးစစ်ဆင်နေတာနှစ်ဝက်နီးပါးကြာပြီဖြစ်ပါတယ်စစ်ကောင်စီတပ်ထိုးစစ်ကိုချင်းပြည်ကောင်စီအဖွဲ့ဝင်ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ချင်းညီနောင်အဖွဲ့ဝင်ချင်းကာကွယ်ရေးတပ်တွေအတူပူးပေါင်းခုခံတိုက်ခိုက်နေတာဖြစ်ပြီးစစ်ကောင်စီတပ်ကအရာရှိတွေအပါအဝင်တေဆုံးထိခိုက်မှုများပြားခဲ့တယ်လို့လည်းသိရှိရပါတယ်လေကြောင်းဖြစ်ကူအများပြအုံပြုတိုက်ခိုက်ထိုးစစ်ဆင်နေပေမဲ့ဖလန်းမြို့ကိုမရသေးတဲ့အခြေအနေမှာစစ်ကောင်စီတပ်ကစကိုင်းတိုင်းကလေးဘက်ကနေစစ်အင်အားတွေဖြည့်တင်းနေတာတွေရှိသလိုဖလန်းမြို့နယ်ကကျေးရွာတွေအပါအဝင်တိုက်ပွဲမဖြစ်တဲ့ဒေသရင်းကျေးရွာတွေကိုလည်းဘုံကျဲတိုက်ခိုက်မှုတွေလှုပ်ဆောင်လျက်ရှိနေတယ်လို့လည်းသတင်းရရှိပါရရှင်ဒီကနေ့2026ခုနှစ်မတ်လ25ရက်နေ့ဗုဒ္ဓဟူးနေ့ညနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါရဲ့ရှင်ကျမနဒီနှင်းပါ